မင်္ဂလာပါ GBS JC မှာကြိုဆိုပါရစေ။ဒီနေ့လူကြီးမင်းတို့ကိုမိတ်ဆက်ပေးမှာတော့ကမ္ဘာပေါ်နဲ့အသုံးအများဆုံးဆောက်လုပ်ရေးလုပ်ငန်းသုံးရန်နေရာကြီးများတဲ့ကတစ်မျိုးဖြစ်တဲ့ JCB Excavator NSC 225 SCM နဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ JCB NSC 225 SCM ဆိုတာပါလေကျွန်တော်ရှင်းပြပြပါမယ်။ UK အမှတ်စိတ် JCB မှာထုတ်လုပ်ထားသော JCB NSC 225 SCM ဆိုရင် Next Generation Excavator မျိုးစား22တန်ခွဲပဲဖြစ်ပါတယ်။ NSC platform မှာကျွန်တော်တို့မြင်တွေ့ရမှာတော့စွမ်းအားနဲ့စွမ်းဆောင်ရည်တရားမှုနည်းပညာဖြင့်အထူးထူးဆောက်ထားပါတယ်။ NSC မျိုးစား Excavator ရဲ့ထူးခြားချက်ကတော့လုပ်ငန်းပြမြောက်ပြီးစွမ်းဆောင်ရည်မြင့်မားခြင်းစီသားလုံးသက်သာခြင်းလုပ်ငန်းခွင်အတွင်းလုံခြုံစိတ်ချစွာအလုပ်လုပ်နိုင်ခြင်းတို့ကိုရရှိမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ JCB NSC 225 SCM ရဲ့ undercarriage ဘိုင်းကိုပြပြရမှာဖြစ်ပါတယ်။ undercarriage မှာ A-frame design နဲ့ 20mm အထူရှိတဲ့ heavy duty သမားများကိုအသုံးပြုထားတဲ့အတွက်ဒီသည့်လုပ်ငန်းခွင်မှာဆိုယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ A-frame ရဲ့ 1 byte ဘိုင်းကိုဒုတဲ့ကြီးမားသောတံပြားဖြင့်ဖုံးထားသောကြောင့် hydraulic pipe များကိုကာကွယ်ပေးထားပါတယ်။ Truck shoe ဆိုရင်လည်း 12mm အထူ 600mm အကျယ်ရှိပြီး undercarriage first စီရင် truck shoe 49ပြားသည့်အသုံးပြုထားပေးပါတယ်။ truck အနေနဲ့တစ်ဖက်စီတွင်2ခုပါရှိပြီးချိန်များကိုလည်း la cross section လင်းများကိုအသုံးပြုထားပေးပါတယ်။ truck motor ဆိုရင်လည်း USB အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ bucket size မှာဆိုရင် 1.05 cubic meter ရှိသောကြောင့်အလုံးများကိုလျင်မြန်စွာပြီးပြောက်စေမှာဖြစ်ပါတယ်။ဘုံအမ်းမှာဆိုရင် heavy duty design ပြီးတည်ဆောက်ထားပြီးပိုက်ပုတ်ပင်နေရာများတွင်တံများထူများကိုဖျက်ဖို့တည်ဆောက်ထားသောကြောင့်အခြားသောတံမှတ်ဆိုင်များတဲ့သက်တမ်းကြာရှည်စွာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ breaker line မှာတက်ဆင်ပေးတဲ့အတွက်လုပ်ငန်းဆောင်လည်စွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ NSC 225ရဲ့အရေးကြီးတဲ့စီမံဖြစ်တဲ့အင်ဂျင်ကဘာထူးခြားလဲကျွန်တော်တို့လေ့လာကြည့်အောင်။အင်ဂျင်ရဲ့ထူးခြားချက်ကစွမ်းဆောင်ရည်မြင့်မားတဲ့ CPDA 5.9 cabin engine ကိုအသုံးပြုထားပြီးရင်းကောင်းရည်အားဖြင့် 148 horsepower ရရှိမှာဖြစ်ပါတယ်။ 1500 RPM မှာတော့626 Nm ရရှိတဲ့အတွက်ကျန်းတဲ့လုပ်ငန်းဝင်ချင်းတွေမှာလည်းစွမ်းဆောင်ရည်အပြည့်အဝရရှိမှာဖြစ်ပါတယ်။အင်ဂျင်အတွက်လည်းလွယ်ကူရိုးရှင်းစွာပြုပြင်နိုင်ရန် alignment ကိုတက်ဆင်ပေးထားပါတယ်။ JCB NSC 225 SCM Excavator ရဲ့အားသာချက်တွေကတစ်ခုကတော့ Intelli Control System ပဲဖြစ်ပါတယ်။ Intelli Control System ဆိုတာ 3 power mode နဲ့10 working mode ဆိုပြီးစနစ်2မျိုးပါဝင်တာဖြစ်ပါတယ်။ 3 power mode ဆိုတာ Eco mode, Power mode နဲ့ Power plus mode တို့ဖြစ်ပါတယ်။10 working mode ဆိုတာ0 to 8 ထိ Eco mode ဖြစ်ပြီး9ကတော့ Power mode နဲ့10ကတော့ Power plus mode တို့ဖြစ်ပါတယ်။10 working mode ပါရှိတဲ့အတွက်လုပ်ငန်းခွင်အတွင်းလိုအပ်သောမုတ်များကိုချိန်ကြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Eco mode တွင်စီစားတက်တာပြီး Power နဲ့ Power plus mode တွင်တက်ရဲ့စွမ်းဆောင်ရည်ကိုအပြည့်အဝရရှိမှာဖြစ်ပါတယ်။ကဲ့အိမ်မှာဆိုရင်လည်းမြင်ကွင်းရှင်းလင်းစွာမြင်နိုင်ရန်နဲ့တက်တောင့်တက်တာရှိစေရန်တည်ဆောက်ပေးထားပါတယ်။ကဲ့အိမ်ခေါင်းမိုးတွင်လည်းလေဝင်လက်ဖက်ကောင်းစေရန်နဲ့မြင်ကွင်းရှင်းလင်းစေရန်အဖွင့်ပိတ်ပြုလုပ်ရသောတကားပေါက်ကိုတက်ဆင်ပေးထားပါတယ်။အဲကုန်းမှာဆိုရင်လည်းအပူရေး system 2မျိုးပါရှိသောကြောင့်ဆက်မောင်းနေသူအနေဖြင့်ရာသီချိန်ပြေးတက်တောင့်တက်တာမောင်းနိုင်မှာပဲဖြစ်ပါတယ်။ operator C မှာဆိုရင်လည်းဆက်မောင်းနေသူအနေဖြင့်အချိန်ကြာမြင့်စွာတက်တောင့်တက်တာမောင်းနေအသုံးပြုနိုင်ရန်အထူးပြုလုပ်တည်ဆောက်ပေးထားပါတယ်။ကဲ့အတွင်းပိုင်းရှိဆက်မောင်းနေသူကိုအင်ဂျင်ဆူညံတာမရှိစေရန်အထူးပြုလုပ်တည်ဆောက်ပေးထားသောကြောင့်ဆက်မောင်းနေရာတွင်အချိန်ကြာမြင့်စွာတက်တောင့်တက်တာအလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ JCB NSC 225 SCM ရဲ့နောက်ထပ်ထူးခြားချက်တွေကဘာတွေရှိမလဲဆက်ကြည့်အောင်JCB NSC 225 SCM ရဲ့ safety belt မှာလည်း 2go safety system ကိုထည့်သွင်းတည်ဆောက်ပေးထားပါတယ်။ 2go safety system ဆိုတာကတော့ servo insulator ကိုလောချပြီးဆက်နှုံးနိုင်ခြင်းအရေးပေါ်အခြေအနေဆက်ရက်တန်းရာတွင်အလိုလျောက်လောချလိုက်သည့်နည်းပညာဖြစ်ပါတယ်။ကဲ့ရင်ဒီဇိုင်းမှာလည်းမြင်ကွင်းရှင်းလင်းစေရန်ကြီးမားသောမှန်များကိုအသုံးပြုထားပေးပါတယ်။ကဲ့ရင်ရှေ့ပိုင်းတွင်လည်းမှန်များကိုထိခိုက်ခြင်းမှကာကွယ်ရန်တန်တကာခွန်များကိုတက်ဆင်ပေးထားပါတယ်။ JCB NSC 225 SCM မှာဆိုရင်ညာဘက်လှုပ်ရတွင်လည်းမြင်ကွင်းရှင်းလင်းစေရန်ဘုံးတွင်မီးသီးတစ်လုံးကဲ့ရင်တွင်မီးသီးနှလုံးရှေ့ main frame တွင်မီးသီးတစ်လုံးတက်ဆင်ပေးထားပါတယ်။မီးလုံးတွင်တက်ဆင်ပေးထားတဲ့အတွက်နင်းညမရွေးအနေကင်းစွာလုပ်ငန်းလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုးထူးခြားပြီးအားသာချက်တွေရှိတဲ့ကမ္ဘာစစ်မီနည်းပညာမြင့် UK အမှတ်တံဆိပ် JCB ဆက်ရန်များများကိုမြန်မာတိုင်းနိုင်ငံလုံးတူးတဲ့ကိုယ်စားလှယ်အဖြစ် GBS JCB မှာတင်သွင်းချပေးနေပါတယ်။ GBS JCB မှာဆေးစားပစ်စပယ်ဘက်များကိုတနေရာထဲမှာစုံလင်စွာရရှိနိုင်မှာပဲဖြစ်ပါတယ်။ JCB ဆက်ကြီးများကိုစိတ်ဝင်စားလို့လာအောင်လေ့လာလို့နေဒါမှမဟုတ်ဝယ်ယူလိုပါကအမှတ်1026ရဲမွန်ကျေးရွာအုပ်စုလှဲကူးမြို့နယ်ရန်ကုန်မန္တလေးလမ်းမကြီးပေရောင်တိုင်းဒေသကြီးနဲ့မြန်မာတိုင်းနိုင်ငံလုံးရှိ GBS ကုမ္ပဏီလုံဝယ်တိုင်းမှာလာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။